2016 ခုနှစ်မှာနှစ်ပေါင်းများစွာပိတ်ထားခဲ့တဲ့အထည်ချုပ်စက်ရုံဟောင်းတရုံကိုပိုင်ရှင်အသစ်တယောက်ကပြန်လည်ဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစက်ရုံကြီးမှာဘယ်သူမှမသိသေးတဲ့လိုဝတ်တဲ့အတိတ်တစ်ခုရှိနေခဲ့ပါတယ်။စက်ရုံအသစ်ပြန်ဖွင့်ပြီးမကြာခင်မှာပဲအဆောင်လေးတကာစက်ချုပ်သမားတွေဟာတယောက်ပြီးတယောက်ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့လာရပြီးတော့နောက်ဆုံးမှာလူ68ယောက်လုံးဒီပြိုင်နဲ့ဝင်ပူးခြင်းခံခဲ့ရပါတယ်။ဘာကြောင့်အဲ့ဒီအဆောင်လေးကိုပဲဝိညာဉ်တွေကရွေးချယ်ခဲ့တာလဲ။ဘာကြောင့်အလုပ်သမား68ယောက်ကိုပဲပြစ်မှတ်ထားခဲ့တာလဲ။အဲ့ဒီမိကုန်းတွေရဲ့အဖြေကတော့နှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့ကြေကွဲပွဲဖြစ်ရတစ်ခုစီခေါ်ဆောင်သွားပါတော့တယ်။အဲ့ဒီစက်ရုံမှာတကယ်ပဲဘာတွေဖြစ်ခဲ့တာလဲ။အိမ်မပြန်နိုင်တော့တဲ့ဆက်ချုပ်သမားလေး68ယောက်ရဲ့ဝမ်းနည်းပွဲအမှန်တရားကဘာလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူအဆုံးထိဒီဇက်လန်လေးကိုလိုက်ပါနားဆင်ခံစားပေးကြပါအောင်ဗျ။ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီနေ့ဇက်လန်လေးကိုရေးသားတင်ဆက်မဲ့မင်းဒုက္ခပဲဖြစ်ပါတယ်2016ခုနှစ်မြို့ပြနဲ့အနှဲငယ်ဝေးတဲ့စက်မှုဆောင်တစ်ခုထဲမှာနှစ်ပေါင်းများစွာဖွင့်လှစ်ခဲ့ပြီးတော့ကျန်ခဲ့တဲ့9နှစ်ကပိတ်ခဲ့ရတဲ့စက်ရုံကြီးတရုံဟာပိုင်ရှင်အသစ်တယောက်ရဲ့လက်ထဲကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီစက်ရုံကိုဝယ်ယူခဲ့တဲ့သူကတော့ပြည်년နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်မစ္စတာငွေရင်ထဟိုင်းပဲဖြစ်ပါတယ်သူဟာစီးပွားရေးအခွင့်အလမ်းကိုအမြဲရှာဖွေနေသူတယောက်ဖြစ်ပြီးတော့အရင်ကလက်ပတ်ခဲ့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်ရပ်နာထားခဲ့ရတဲ့ဒီစက်ရုံကြီးမှာရင်းနှီးလောက်ကင်နိုင်မယ်လို့ယုံကြည်ပြီးဝယ်ယူခဲ့တာပါစက်ရုံကိုဝယ်ယူပြီးတဲ့နောက်မစ္စတာငွေရင်ရဲ့ပထမဆုံးဆုံးဖြတ်ချက်ကတော့ထုံးထုံးမှုကိုတိုးထည့်ဖို့ပဲဖြစ်ပါတယ်အရင်ရှိပြီးသားစက်ရုံအဆောင်တွေကိုပြန်လည်ပြင်ဆင်ခဲ့သလိုအရင်ပိုင်ရှင်လက်ထက်ကလေးကမပြီးသေးတဲ့ကြံနေခဲ့တဲ့တတိယမြောက်စက်ရုံအဆောင်ကိုလည်းဆက်လက်ဆောက်လုပ်ခဲ့ပါတယ်ဒါပေမဲ့စက်ရုံဝင်းကြီးထဲမှာနေရာတစ်ခုတော့ရှိနေခဲ့ပါတယ်တခြားနေရာတွေနဲ့မတူတဲ့နေရာတစ်ခုမြက်ပင်တွေပေါက်နေပြီးတော့အချိန်ကြာကြာဆွတ်ပစ်ခံရလို့ထင်ရတဲ့မြေကွက်လက်ကြီးတစ်ခုအဲဒီမြေကွက်လက်ကြီးဟာမစ္စတာငွေရင်အတွက်တော့စက်ရုံကိုတိုးချဲ့ဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်နေခဲ့ပြန်ပါတယ်ဒါကြောင့်သူကအဲ့ဒီနေရာမှာစရုပ်ဓာတ်မြောင်စက်ရုံအဆောင်ကိုဆောက်လုပ်ဖို့ထပ်မံဆုံးဖြတ်ခဲ့ပါတယ်ဆောက်လုပ်ရေးတွေစတင်တဲ့နေ့ကစပြီးတော့အလုပ်သမားတချို့ကထူးဆန်းတဲ့အဖြစ်အပျက်တွေကိုစတင်သတိထားမိခဲ့ကြပါတယ်ညဘက်ဆိုရင်လူမရှိတဲ့ဆောက်လုပ်ရေးနေရာကနေအတန်တွေကြားရတတ်ပါတယ်တခါတရံစက်ချုပ်မော်တာတွေလည်းနေတဲ့အတန်မျိုးတခါတရံလူအများကြီးငိုနေကြသလိုအတန်မျိုးအစားပိုင်းမှာတော့ဘယ်သူမှအလေးနဲ့မထားမိခဲ့ကြပါဘူးဆောက်လုပ်ရေးနေရာဆိုတော့အတန်တွေရှိနေမှာပေါ့ဆိုပြီးတော့ဆောက်လုပ်ရေးအတန်တွေပဲထင်နေခဲ့ကြတာပါဒါပေမဲ့အဆောင်လေးပြီးစီးပြီးတော့ဆက်လိုင်းတွေစတင်လဲပတ်တဲ့အချိန်မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တွေကပိုပြီးပြင်းထန်လာခဲ့ပါတယ်ညတိုင်းဆင်းတဲ့အလုပ်သမားတချို့ကအဆောင်ထဲမှာလူတယောက်လမ်းလျှောက်သွားသလိုမြင်ခဲ့ရတာမျိုးတွေတချို့ကတော့မိန်းကလေးတွေငိုနေတဲ့အတန်တွေကြားခဲ့ရတာမျိုးအဆိုးဆုံးကတော့အလုပ်သမားတချို့ဟာငါတို့လုံးဝမကျေနပ်ဘူးဆိုတဲ့မိန်းကလေးတွေတန်းပြိုင်ပြောနေတဲ့စကားသံလိုမျိုးညတိုင်းဆင်းတဲ့ညသကောင်ရအချိန်တွေမှာခဏတိုင်းကြားလာရတတ်တာပါဒီဖြစ်ပျက်တွေရဲ့အတန်တွေဟာမစ္စတာငွေရဲ့နားတွေကိုရောက်လာခဲ့ပြီးတော့စက်ရုံပိုင်ရှင်တယောက်အနေနဲ့စိတ်မသက်မသာဖြစ်လာခဲ့ပါတယ်သူကအလုပ်သမားတွေကိုမေးမြန်းခဲ့ပါတယ်ဒါပေမဲ့ဘယ်သူမှတိတိကျကျအဖြေမပေးနိုင်ခဲ့ကြပါဘူးဒီနေရာမှာရင်ကဘာဖြစ်ခဲ့ရလဲဆိုတဲ့အဲ့ဒီမေကွန်းဟာမစ္စတာငွေရဲ့စိတ်ထဲမှာနေ့တိုင်းပို့ပြီးတော့ကြီးမားလာခဲ့ပါတယ်ဒါပေမဲ့မစ္စတာငွေရဲ့မသိတဲ့အရာတစ်ခုရှိနေခဲ့ပါတယ်သူစောက်ခဲ့တဲ့အဆောင်နံပါတ်4ဟာတာမန်မြေခွဲပေါ်မှာစောက်ထားတာမဟုတ်ခဲ့ပါဘူးအဲ့ဒီမြေကြီးအောက်မှာ9နှစ်ကြာအောင်မဖြေရှင်းနိုင်ခဲ့တဲ့နာကျင်မှုတစ်ခုဆက်ချုပ်သမားလေး69ယောက်ရဲ့နောက်ဆုံးအော်ဒါနေကြန့်ရှိနေခဲ့ပါတယ်ပြီးတော့အဲ့ဒီနာကျင်မှုတွေဟာအခုမှစတင်ပြီးတော့ပြန်လည်နိုးထလာခဲ့တာဖြစ်ပါတယ်အဆောင်နံပါတ်4စတင်လဲပတ်ပြီးနောက်ပိုင်းမှာတော့မစ္စတာငွေရင်ထိုင်ထင်ထားသလိုအရာအလုံးချုံးမွေ့မနေခဲ့ပါဘူးအစာပိုင်းမှာတော့စက်ရုံအသစ်ဖြစ်တာကြောင့်အလုပ်သမားတွေအနေနဲ့နေရာအသစ်နဲ့ရင်းနှီးဖို့အချိန်ယူရတာပဲလို့သူထင်ခဲ့ပါတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေနေ့တိုင်းလိုဖြစ်လာခဲ့ပါတယ်အဆောင်နံပါတ်4တဲကအလုပ်သမားတွေကညနေခင်းအလုပ်ဆင်းချိန်တိုင်းမှာထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံလာရပါတယ်တချို့ကသူတို့နောက်မှာတယောက်ရက်နေတယ်လို့ခံစားရတယ်လို့ပြောကြပါတယ်တချို့ကတော့ဆက်ချုံနေတော့ရုပ်တရက်ဆက်ရက်သွားပြီးတော့ဘေးနားမှာမမြင်ရတဲ့နောက်ထပ်ဆက်ချုံသမားတယောက်ကထိုင်နေတယ်လို့ခံစားခဲ့ကြရပါတယ်အစာပိုင်းမှာအလုပ်သမားတွေကဒီအကြောင်းကိုလူကြီးတွေစီကိုမတင်ပြရဲခဲ့ကြပါဘူး။ဘာကြောင့်လဲဆိုတော့စက်ရုံအသစ်မှာအလုပ်လုပ်ရတာဖြစ်ပြီးတော့ပိုင်ရှင်အသစ်စီမှာပြဿနာရှာတဲ့လူလိုအထင်မခံစေချင်တာကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ညတညမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကတော့အားလုံးကိုကြောက်ရွံ့စေခဲ့ပြန်ပါတယ်။ညတိုင်းဆင်းနေတဲ့အလုပ်သမားလေးတယောက်ဟာစက်တန်းညမှာရုတ်တရက်ရက်နေခဲ့ပါတယ်။သူမရဲ့မျက်လုံးတွေမှာဘာကိုမှမကြည့်ပဲအဝေးတင်းညကိုစိုက်ကြည့်နေခဲ့ပါတယ်။အတန်တုံနဲ့ပူးကတ်တော်ဖြစ်ကစကားတခုံးကိုပဲထားပြောခဲ့ပါတယ်လုံးဝမချင်ဘူးအဲဒီစကားတခုံးကြောင့်စက်ရုံထဲမှာရှိနေတဲ့အလုပ်သမားအားလုံးထိတ်လန့်သွားခဲ့ကြပြီးတော့
ဘာကိုမကျင်းတဲ့ဖြစ်နေခဲ့တာလဲဆိုတာသိကျင်စိတ်တွေပြင်းထန်နေခဲ့ပါတယ်။အဲ့ဒီအလုပ်သမားတွေကိုဝိုင်းကူဖို့ကြိုးစားကြပေမဲ့တခဏအကြာမှာပဲနောက်ထပ်အလုပ်သမားတစ်ယောက်နောက်တစ်ယောက်ပြီးတစ်ယောက်ပူးကမ်းမှုတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီနေ့ကအဆောင်လေးထဲမှာရှိနေခဲ့တဲ့ဆက်ချုပ်သမား69ယောက်ဟာတပြိုင်နက်အားလုံးဝင်ပူးခြင်းခံခဲ့ရတာပါ။ဆက်ချုပ်သမား69ယောက်ရဲ့မျက်နှာတွေမှာတူညီတဲ့ဝမ်းနည်းမှုတွေတူညီတဲ့နာကျင်မှုတွေတူညီတဲ့အညိုးတေးတွေပေါ်လာခဲ့ပါတယ်။သူတို့ဟာတယောက်နဲ့တယောက်မတိုင်မင်တာပဲတပြိုင်နက်စကားတစ်ခုကိုတတန်နဲ့ပြောခဲ့ကြပါတယ်။ငါတို့မတရားခံခဲ့ရတယ်။ငါတို့စကားကိုနားမထောင်ခဲ့ကြဘူး။အဆောင်လေးထဲမှာရှိနေတဲ့အလုပ်သမားတွေအားလုံးထိတ်လန့်သွားခဲ့ကြပါတယ်။တချို့ကအပြင်ကိုပြေးထွက်သွားကြပါတယ်။တချို့ကဘာဖြစ်နေမှမသိပဲငိုယိုနေကြပါတယ်။ဒီသတင်းကိုကြားတဲ့မစ္စတာငွေရန်အဆောင်လေးကိုအမြန်လာရောက်ခဲ့ပါတယ်။သူ့မျက်လုံးရှင်းမှာမြင်ရတဲ့အရာကသူမယုံနိုင်စရာဖြစ်ခဲ့ပါတယ်။လူ69ယောက်ဟာတပြိုင်နက်တစ်ခုခုကိုတိုင်တန်းနေသလိုနာကျင်နေသလိုအော်ဟစ်နေခဲ့ကြပါတယ်။မစ္စတာငွေဟာပထမဆုံးအချိန်ဒီဆောက်ဦးထဲမှာဖုံးကွယ်ထားတဲ့အတိတ်တကူရှိနေပြီဆိုတာလက်ခံလာခဲ့ပါတယ်။နောက်တစ်နေ့ညမှာတော့မစ္စတာငွေဟာသူကိုယ်တိုင်အဆောင်လေးထဲကိုသွားကြည့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာစက်ရုံတစ်ခုလုံးပိတ်ထားပြီးလူမရှိတော့တဲ့အချိန်ဖြစ်ပါတယ်။အဆောင်ထဲမှာတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ပိတ်ထားတဲ့စက်တလုံးကမော်တာဆန်တွေအစားထွက်လာခဲ့ပါတယ်။တစ်ချက်နှစ်ချက်ပြီးတော့ဆက်ချုပ်ဆက်တွေအများကြီးတပြိုင်နက်ချိုးလုံးနေကြသလိုအတန်တွေထွက်လာခဲ့ပါတယ်။မစ္စတာငွေဟာအံ့ဩသွားနေပဲအဲ့ဒီနေရာကိုကြည့်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာသူ့နာတွေကိုမရှင်းလဲတဲ့အတန်တစ်ခုဝင်လာခဲ့ပါတယ်။ကျမတို့မလှုပ်ချင်ခဲ့ဘူး။အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာမစ္စတာငွေဟာစက်သိမ်ပြင်းပြင်းထသွားခဲ့ပါတယ်။ကြောက်ဖို့အပြင်နာကျင်အကွဲစရာအတန်ကြီးဖြစ်နေခဲ့တာပါ။အထက်ပါပြည့်ရည်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းထိတ်လန့်မှုတွေနဲ့အလုံးလုံးခဲ့ကြပြီးမပြောမရှင်ဖြစ်လာကြတဲ့အလုပ်သမားတွေဟာအလုပ်ထွက်ကျင်လာကြပါတယ်။တချို့ကတော့တခြားအဆောင်ကိုပြောင်းပေးဖို့တောင်းဆိုခဲ့ကြပါတယ်။အလုပ်သမားတွေရဲ့အလုပ်ထွက်မှုတွေအဆောင်နံပါတ်၄မှာအလုံးမလုံးချင်ကြတော့တဲ့လူတွေများလာခဲ့ပါတယ်။မစ္စတာငွေဟာစက်ရုံအတွက်အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားတာဖြစ်တယ်လို့စီးပွားရေးထိခိုက်လာမှဆွေးနွေးလာတဲ့အတွက်အဆောင်လေးအကြောင်းအရင်စက်ရုံအကြောင်းလိုင်းနံပါတ်73အကြောင်းစတင်စုံစမ်းခဲ့ပါတယ်။ဒါပေမဲ့9နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာအရင်အလုပ်သမားအများစုကနေရာအနှံ့သို့ပြန့်ကျဲသွားခဲ့ကြပါတယ်။တချို့နေကိုပြန်သွားကြတယ်။တချို့ကတော့နိုင်ငံခြားကိုထွက်သွားကြပါတယ်။တချို့ကတော့လုံးဝဆက်သွယ်လို့မရတော့ဘူး။နောက်ဆုံးမှာတော့မစ္စတာငွေရန်အပြေရှာဖို့ဒီစက်ရုံရဲ့အရင်ပိုင်ရှင်မစ္စတာလီစီကိုတွားတွေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်အရင်ပိုင်ရှင်နေထိုင်တဲ့ထိုင်ဝမ်နိုင်ငံကိုသူတွားရောက်ခဲ့ပါတယ်။အဲ့ဒီနေ့မှာသူတွေ့ရမယ့်လူဟာတာမန်စီးပွားရေးသမားတစ်ယောက်တော့မဟုတ်တော့ပါဘူး။လွန်ခဲ့တဲ့9နှစ်ကဖြစ်ရတစ်ခုကြောင့်ဘဝတစ်ချောင်းမေ့လို့မရတဲ့အဖြစ်တစ်ခုကိုထမ်းထားရတဲ့လူတစ်ယောက်ဖြစ်နေခဲ့ပါပြီ။တကားတစ်ချမ်းပွင့်လာတဲ့အချိန်မစ္စတာငွေဟာပထမဆုံးအချိန်အရင်စက်ရုံပိုင်ရှင်နဲ့မျက်နှာချင်းဆိုင်တွေ့ခဲ့ပါတယ်။သူကတော့ထိုင်ဝမ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်မစ္စတာလီဝေချမ်းပဲဖြစ်ပါတယ်။အပြန်အလှန်မိတ်ဆက်ကြရင်လည်းမစ္စတာငွေဟာမစ္စတာလီဝေချမ်းကိုမေးခဲ့ပါတယ်။မစ္စတာလီခါမည်းအရင်ကပိုင်ဆိုင်ခဲ့တဲ့ကျွန်တော်ဝယ်ခဲ့တဲ့စက်ရုံမှာထူးဆန်းတဲ့အဖြစ်အပျက်တွေဖြစ်နေတယ်။အဲ့ဒီနေရာမှာအရင်ကဘာဖြစ်ခဲ့တာလဲ။မစ္စတာလီဟာခဏကြာအောင်တိတ်ဆိတ်နေခဲ့ပါတယ်။အဲ့ဒီစကားနဲ့အတူလိုင်းနံပါတ်73ရဲ့အမှန်တရားဟာ9နှစ်ကြာတိတ်ဆိတ်နေခဲ့ရကနေတဖြည်းဖြည်းပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။မစ္စတာလီရဲ့မျက်လုံးတွေထဲမှာနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တဲ့နာကျင်မှုတွေပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။မစ္စတာလီဟာအကောင်းလေးကိုငုံပြီးတော့လွန်ခဲ့တဲ့9နှစ်ကနေ့တစ်နေ့ကိုပြန်ပြောပြခဲ့ပါတယ်။2019ခုနှစ်ရန်ကုန်မြို့စုံတနေရာမှာ Golden Star Factory ဆိုတဲ့အထည်ချုပ်စက်ရုံလေးတရုံရှိခဲ့ပါတယ်။ပိုင်ရှင်ကထိုင်ဝမ်နိုင်ငံသားမစ္စတာလီသူဟာမြန်မာနိုင်ငံမှာစက်ရုံကိုတည်ထောင်ခဲ့ပြီးတော့အောင်မြင်မှုကြီးကြီးမားမားရရှိလာတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။စက်ရုံမှာအလုပ်သမား2000ကျော်ရှိပါတယ်။လိုင်းတက်ကနေလိုင်း12အထိဆက်လိုင်းတွေဟာစက်ရုံအဆောင်2ဆောင်ထဲမှာအလုပ်လုပ်နေကြပါတယ်။ဒါပေမဲ့နိုင်ငံခြားကဝင်လာတဲ့ order တွေကတနေ့ထက်တနေ့ပိုများလာပါတယ်။ထုတ်လုပ်မှုကမလုံလောက်တော့ဘူး။အဲဒါကြောင့်မစ္စတာလီဟာလိုင်းနံပါတ်73ကိုအသစ်ဖွင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လိုင်းအသစ်အတွက်တည်သက်စက်ရုံအဆောင်နံပါတ်3ကိုစောင့်နေပြီးတော့မှ PC ဖို့တစ်လလောက်ပဲလိုပါတော့တယ်။ဒါပေမဲ့ဖောက်တယ်တွေကအချိန်မဆောက်ပါဘူး။ order ကိုဒီလအတွင်းမပို့နိုင်ရင်စာချုပ်ဖြတ်သိမ်းမယ်။ဆိုတဲ့စာရီယာနေ့တိုင်းရောက်လာပါတယ်။မစ္စတာလီရဲ့မျက်လုံးထဲမှာမြင်နေရတာကတခုတည်းရှိပါတယ်။အဲ့ဒါကတော့ငွေပါပဲ။လိုင်း73အတွက်ရွေးချယ်ခံထားရတဲ့အလုပ်သမား69ယောက်ဟာမနက်အစောကြီးစက်ရုံကိုရောက်လာကြပါတယ်။အများစုကအသက်18ကနေ25နှစ်ကြာမိန်းကလေးတွေပါ။အိမ်ရဲ့စားဝတ်နေကိုတာဝန်ယူထားသူတွေပါ။တချို့ကကြောင်းထပ်ပြီးအလုံးလုံးနေကြရတာ။တချို့ကအဖေမရှိတော့လို့အမေကိုလှုပ်ကြွေနေကြရတာ။တချို့ကညီကိုမောင်နှမတွေကြောင်းဆက်တက်နိုင်ဖို့နေ့တိုင်းအချုံ18မှာခါကိုင်ထားသူတွေသူတို့အတွက်ဒီအလုပ်ဟာဝင်တစ်ခုတည်းမဟုတ်ပါဘူး။မိသားစုရဲ့အသက်ရှူဆန်ပါပဲ။လိုင်းနံပါတ်73ရဲ့ခေါင်းဆောင်ကမတီအသက်28နှစ်အလုပ်ကြိုးစားပြီးတာဝန်ယူတတ်လို့အလုပ်သမားတွေကအားကိုးကြတယ်။
အဲ့ဒီမနက်မှာအလုပ်သမားတွေဥဆောင်ပြီးအလုပ်လုပ်ရမယ့်နေရာကိုတွားကြည့်လိုက်တဲ့အချိန်အားလုံးတိတ်ဆိတ်သွားကြတယ်သူတို့ရှေ့မှာရှိနေတဲ့အဆောက်အဦဟာအသစ်ဆောက်လာတဲ့အဆောက်အဦမဟုတ်ဘူးတန်ကြီးတွေတက်နေတဲ့တန်တိုင်ကြီးတွေအခွဲနေတဲ့ကွန်ကရစ်တိုင်ကြီးတွေမိုးယိုထားတဲ့အမိုးနေရံတွေမှာအရာတွေအပြည့်လေတိုက်လိုက်တိုင်းတကြွကြွမိနေတဲ့တန်များတွေဒါဟာဆက်ရုံဝင်းရဲ့တောက်တနေရာမှာနှစ်ပေါင်းများစွာအသုံးမပြုတော့တဲ့ကိုတော်အဟောင်းကြီးတစ်ခုဖြစ်နေခဲ့တာပါအလုပ်သမားတယောက်ကတိုးတိုးလေးပြောလိုက်ပါတယ်အမဒီနေရာကအန်နေများလိုက်တာသူမျက်လုံးထဲမှာလည်းကြောင်ရုံမှုတွေပြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဒီမှာခဏပဲအလုပ်လုပ်ရမှာဆက်ရုံမန်နေဂျာရဲ့စကားကိုကြားလိုက်ရတဲ့အချိန်အလုပ်သမားတွေချင်းချင်းမျက်နှာချင်းဆိုင်ကြည့်လိုက်ကြပါတယ်မက်သီကတက်တိမွေပြီးပြောလိုက်ပါတယ်ဆရာဒီကိုတော်ကြီးကအရန်ဟောင်းနေပါတယ်အလုပ်သမားတွေအန်နေရရှိနိုင်တယ်မန်နေဂျာကမျက်နှာထားတင်းတင်းနဲ့ပြန်ပြေးတယ်ဒါကတထေးရဲ့အမိတ်ပဲတလားပဲခဏနေရမှာပြီးရင်အသစ်ဆောက်ထားတဲ့အဆောင်ကိုနင်တို့ကိုပြောင်းမိမယ်ဒါပေမဲ့မက်သီကခေါင်းခါလိုက်ပါတယ်ကျမတို့မလုပ်ရဘူးသူစကားနောက်မှာလိုင်း73ကအလုပ်သမား69ယောက်လုံးကတဇန်နဲ့ထောက်ခံလိုက်ကြပါတယ်အဲ့ဒီချိန်စက်ရုံတစ်ခုလုံးရဲ့ကကြမာကိုပြောင်းလဲသွားစေမဲ့လူတစ်ယောက်ကအဝေးကနေဖြည်းဖြည်းချင်းရှောက်လာခဲ့ပါတယ်မစ္စတာလီသူ့မျက်နှာပေါ်မှာအပြုံးမရှိဘူးရှိနေတာကအချိန်မီပို့ရမယ့်အော်ဒါတွေအကြောင်းပဲကိုတော်ဟောင်းကြီးရှင်းမှာလူ69ယောက်ဟာတယောက်မျက်နှာတယောက်ကျင်တိတ်ဆိတ်နေကြပါတယ်လေပြင်းတစ်ချမ်းတိုက်လိုက်တိုင်းတန်များအမိုးကြီးကတကြိမ်ကြိမ်နဲ့တုန်ခါနေပါတယ်အခွဲနေတဲ့တိုင်တချို့ကလည်းရိုင်းနေခဲ့ပါတယ်ဒီလိုအဆောက်အဦတွေကိုအလုပ်ဝင်လုပ်ရမှာလားအလုပ်သမားတယောက်ကမျက်ရည်ဝဲပြီးတူတူမေးလိုက်ပါတယ်ဘယ်သူမှအပြေမပေးနိုင်ကြဘူးမကြခင်မှာပဲအနက်ရောင်ကားတစ်စီးကိုတော်ရှင်းမှာရက်လာပါတယ်ကားတကာပွင့်လာပြီးတော့အဖြူအောင်ရှက်ရင်ကြီးအနက်ရောင်ကော့ရင်ကြီးလဲစည်းနဲ့လူတစ်ယောက်ဆင်းလာပါတယ်သူနောက်မှာမန်နေဂျာတွေလုံခြုံရေးဝန်ထမ်းတွေအတန်းလိုက်ကြီးလိုက်လာကြပါတယ်အဲ့ဒီလူကမစ္စတာလီ Golden Star Factory ရဲ့ပိုင်ရှင်ဘာဖြစ်နေတာလဲသူ့အတန်ကအေးဆက်နေတယ်မန်နေဂျာကချက်ချင်းဝင်ရှင်းပြတယ်လိုင်း73ကအလုပ်သမားတွေကဒီကိုတောင်နဲ့မဝင်ကျင်ဘူးလို့ပြောနေကြတာပါဆရာမစ္စတာလီကဘာမှမပြောဘဲကိုတောင်ကိုတစ်ချက်လမ်းကြည့်တယ်ပြီးတော့လိုင်းကောင်းဆောင်မတ်တရီဘက်ကိုလှည့်ကြည့်လိုက်တယ်နင်တို့ကဘာကြောင့်မလုပ်ချင်တာလဲမတ်တရီကအသက်ပြင်းရှူလိုက်တယ်တထေးဒီဆောက်အဦကအရန်ဟောင်းနေတယ်တိုင်တွေကလည်းအန်းနေတယ်တန်ကြီးတွေကလည်းတက်နေတယ်အန်နေရရှိပါတယ်သူစကားမဆုံးခင်နောက်ကအလုပ်သမားတွေကလည်းတယောက်ပြီးတယောက်ဝင်ပြောလာကြပါတယ်ကျမတို့ကြောက်ပါတယ်အတန်တွေကတဖြည်းဖြည်းကျလာတယ်မစ္စတာလီကအားလုံးကိုစိုက်ကြည့်နေတယ်သူမျက်နှာပေါ်မှာစိတ်ပြက်နေတဲ့အရေးရောင်တွေအပြေးသူကနိုင်ကိုယ်တိုင်ငုတ်ကြည့်လိုက်တယ်ပြီးတော့အေးဆက်တဲ့အတန်နဲ့ပြောလိုက်တယ်ငါအဆောင်သစ်ဆောက်နေတယ်ပြီးဖို့ကတလားပဲလိုတော့တယ်နင်တို့တလားလေးပဲဒီမှာအလုပ်လုပ်ရမှာဒါပေမဲ့မတ်တီကထပ်ပြောပါတယ်တလားဆိုပေမဲ့ကျမတို့ရဲ့အသက်အန္တရာယ်ရှိလာခဲ့ရင်မတ်တီရဲ့စကားမဆုံးခင်မှာပဲမစ္စတာလီရဲ့မျက်နှာကတင်းမာသွားပါတယ်အန္တရာယ်ဟုတ်လားနင်ကအင်ဂျင်နီယာလားနင်ကအဆောက်အဦကျွမ်းကျင်သူလားဒါမှမဟုတ်နင်ကဒီစက်ရုံရဲ့ပိုင်ရှင်လားကိုတော်ရှင်းမှတိတ်ဆိတ်သွားပါတယ်မတ်တီကခေါင်းငုံသွားပေမဲ့တတိမလျှော့ခဲ့ပါဘူးကျမကအလုပ်သမားပါဒါပေမဲ့ကျမတို့အသက်ကိုတော့စိုးရင်ပါတယ်အဲဒီစကားကမစ္စတာလီရဲ့ဒေါသကိုပိုကြီးသွားစေပါတယ်သူကလက်ထဲကဖိုင်တွဲကိုကျမ်းမင်းပေါ်ပစ်ချလိုက်တယ်ငါစီမှာနိုင်ငံခြားကအော်ဒါတွေတန်းနေချီရှိနေတာတရက်နောက်ကျရင်ငါဘယ်လောက်ဆုံးရှုံးမလဲနင်သိလားဘယ်သူမှစကားမပြောရတော့ဘူးသူ့အတန်ကပိုမာလာတယ်မလုပ်ချင်ခုချက်ချင်းအလုပ်ထွက်လို့ရတယ်စက်ရုံတကာကအဲ့ဒီဘက်မှာငါစက်ရုံမှာအလုပ်လုပ်ချင်တဲ့သူတွေအပြင်မှာတပုံကြီးစကားဆုံးတာနဲ့အလုပ်သမားတွေမျက်နှာမကောင်းကြတော့ပါဘူးအသက်19နှစ်အရွယ်မိန်းကလေးတယောက်တွေးနေကြတာကအဖေကလေဖြတ်ထားတာပါဒီလှုပ်ထွက်ရင်မိသားစုစားဖို့မရှိတော့ဘူးနောက်တစ်ယောက်ကအမောင်လေးနှစ်ယောက်ကြောင်းတက်နေတယ်ဒီလစာကိုပဲစောင်းနေတာတချို့ကမျက်ရည်ကျတယ်တချို့ကနှကန်းကိုဖိကိုက်ထားကြတယ်တချို့ကအတန်အောင်မထွက်တော့ဘူးမတ်တီကသူတို့အားလုံးကိုလမ်းကြည့်လိုက်တယ်အဲ့ဒီအကြည့်တစ်ချက်ထဲမှာအားလုံးရဲ့အခက်အခဲကိုသူနားလည်သွားတယ်ဒီနေရာကနေပြန်ထွက်သွားရင်သူတို့မိသားစုတွေငှက်ကြတော့မယ်သူကမျက်ရည်ကိုတုံးလိုက်တယ်ပြီးတော့မစ္စတာလီကိုကြည့်ပြီးပြောလိုက်တယ်ကျမတို့အလုံးလုံးပါမယ်အဲစကားကိုကြားလိုက်ရတဲ့အချိန်အလုပ်သမား69ယောက်လုံးဟာအန်ကိုတင်းတင်းကျိတ်ပြီးတော့ကိုတော့အဟောင်းကြီးတွေကိုတယောက်ပြီးတယောက်လမ်းဝင်သွားကြပါတယ်သူတို့မသိခဲ့တာကအဲ့ဒီခြေလမ်းတွေကသူတို့ဘဝရဲ့နောက်ဆုံးခြေလမ်းများဖြစ်နေခဲ့တာပါပဲကန်ဆိုးမှသွားလိုက်ရမိုးလိုက်လို့ရဆိုသလိုအဲ့ဒီမနက်မှာပဲအခြေအနေအကြောင်းတရားတွေကတိုက်ဆိုင်စွာဖြစ်ပျက်ခဲ့ပါတယ်နှစ်ပေါင်းများစွာမလောက်ခက်ခဲ့တဲ့ငလင်တစ်ခုဟာအဲ့ဒီနေ့မနက်မှာပဲရီချာဒ်စကေအနေငယ်နဲ့လောက်ခက်ခဲ့ပါတယ်အဆောင်နံပါတ်1နဲ့အဆောင်နံပါတ်2လို့ခိုင်ခံတဲ့အဆောက်အဦတွေအတွက်လှုပ်ရမ်းရုံရမ်းခဲ့ပေမဲ့မသီတာတို့ရှိနေတဲ့လေတိုက်ရင်အောင်လဲကျနေတဲ့တန်ကိုတော်ဟောင်းကြီးအတွက်ကတော့အဲ့ဒီတုံခါမှုကနောက်ဆုံးခန္ဓာရည်ကိုဖျက်ဆီးလိုက်တဲ့အရာဖြစ်နေခဲ့ပါတယ်ပထမဆုံးအတန်ကြီးတစ်ခုထွက်လာခဲ့ပါတယ်ပြီးတော့တန်နိုင်တွေလောက်ခါလာခဲ့ပါတယ်အလုပ်သမားတွေဘာဖြစ်မှမသိခင်မှာပဲအဆောက်အဦကြီးဟာပြိုကျသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအပြင်ဘက်မှာရှိနေတဲ့အလုပ်သမားတွေဟာဒီဖြစ်ပျက်ကိုမြင်လိုက်ရပြီးတော့ချက်ချင်းပြေးလာခဲ့ကြပါတယ်ကဲကြပါအထက်မှာလူတွေရှိနေတယ်သူတို့ဟာကိုယ်တိုင်ဝင်ခဲ့ဖို့ကြိုးစားခဲ့ကြပါတယ်
လက်နဲ့ပဲဖြစ်ဖြစ်တန်တုံးတွေကိုဖယ်ဖို့ကြိုးစားခဲ့ကြပါတယ်ဒါပေမဲ့လုံခြုံရေးတွေကတားခဲ့ပါတယ်မဝင်ပါနဲ့အဆောက်အဦကထပ်ပြိုနိုင်တယ်အလုပ်သမားတွေမရက်ခဲကြပါဘူးအထက်မှာကျွန်တော်တို့တငယ်ချင်းတွေရှိနေတာကျွန်တော်တို့ကယ်ရမယ်ဒါပေမဲ့အမိတ်ကတင်းကျပ်ခဲ့ပါတယ်တခုထပ်ဖြစ်ခဲ့ရင်ကယ်တဲ့သူတွေတာဝန်ယူရမယ်ဆိုတဲ့မစ္စတာလီရဲ့စကားကြောင့်အားလုံးရက်တန့်ကုန်ကြပါတယ်အဲဒီအချိန်မှာအပြင်မှာရက်နေတဲ့လူတွေရဲ့နားတွေကိုအပြက်စီပုံကြီးအောက်ကအတန်တွေရောက်လာခဲ့ပါတယ်အကူကြီးတောင်းတဲ့အတန်တွေကယ်ကြပါဒီမှာကျမတို့ညံ့နေတယ်ငိုတန်တွေကြောင်းရွံ့နေတဲ့အတန်တွေဒါပေမဲ့သူတို့မကယ်နိုင်ခဲ့ကြပါဘူးအချိန်တနာရီကြာခဲ့ပါတယ်ကယ်တဲ့အဖွဲ့တွေရောက်မလာသေးဘူးအထဲကအလုပ်သမား69ယောက်ရဲ့အော်ဟဲအကူကြီးတောင်းတဲ့အတန်တွေဟာလည်းတဖြည်းဖြည်းနဲ့တွန်းချင်းပြောက်ွယ်သွားခဲ့ရပြီနောက်ဆုံးမှာကယ်တဲ့အဖွဲ့တွေရောက်လာခဲ့ပါတယ်ဆက်ရန်တရားကြီးတွေကိုအသုံးပြုပြီးအုတ်တုံကြီးတွေကိုတုံးချင်းဖယ်ရှားခဲ့ကြပါတယ်တန်တိုင်းတွေကိုဖျက်ထောက်ကြတယ်အပြည့်စီတွေအောက်ကလူတွေကိုတယောက်ပြီးတယောက်ကဲထုတ်ကြပါတယ်ဆက်ရုံဝင်းကြီးထဲမှာလူတိုင်းအသက်ရှူတဲ့အောင်မကြားရတော့တိတ်ဆိတ်နေခဲ့ပါတယ်အားလုံးအသက်ရှင်ကြပါသေးလို့ဆုတောင်းခဲ့ပေမဲ့အပြည့်စီပုံကြီးအောက်ကထွက်လာခဲ့ကြတဲ့ဆက်ချုပ်သမားလေးတွေဟာငြိမ်သက်နေခဲ့ကြပါပြီတယောက်2ယောက်10ယောက်30 50နောက်ဆုံးမှာအဲ့ဒီကိုတော်ဟောင်းကြီးထဲမှာရှိနေခဲ့တဲ့ line number 73ရဲ့အလုပ်သမား69ယောက်တယောက်မှအသက်မရှင်ခဲ့ပါဘူးအဲ့ဒီနေ့မှာ line number 73ကဆက်ချုပ်သမား69ယောက်ဟာသူတို့ရဲ့အိမ်တွေကိုပြန်မရောက်နိုင်ခဲ့ကြတော့ပါဘူးမစ္စတာငွေရင်ဟာမစ္စတာလီရဲ့စကားတွေကိုနားထောင်ရင်မျက်ရည်တွေဝဲလာခဲ့ပါတယ်သူနားလည်သွားခဲ့ပါပြီလိုင်း73ရဲ့နာကျင်မှုကပြိုကျသွားတဲ့အဆောက်အဦကြောင့်ပဲမဟုတ်ခဲ့ပါဘူးအဲ့ဒီမတိုင်ခင်သူတို့ရဲ့စကားသံတွေသူတို့ရဲ့စိုးရိမ်မှုတွေကိုဂရုမစိုက်ခဲ့တဲ့အချိန်ကတည်းကသူတို့ရဲ့နာကျင်မှုဟာစတင်ခဲ့တာဖြစ်ပါတယ်ကိုရောင်ပြိုကျမှုဖြစ်ပြီးနောက်တရက် Golden Star Factory ရဲ့တကားရှင်းမှာလူထောင်ကြီးစုဝေးလာခဲ့ကြပါတယ်အဲ့ဒီထဲမှာသတင်းထောက်တွေပါတယ်တေးဆုံးသွားတဲ့အလုပ်သမားတွေရဲ့မိဘဆွေမျိုးတွေရှိနေတယ်အလုပ်သမားသမဂ္ဂကိုယ်စားလှယ်တွေရှိတယ်မနေ့ကထိပုံမှန်အလုပ်ဆင်းနေကြတဲ့စက်ရုံကြီးကတညအတွင်းမှာပဲဝမ်းနေခြင်းတွေပြည့်နေသွားခဲ့ပါတယ်စက်ရုံရှင်းမှာရောက်လာတဲ့မိဘတိုင်းရဲ့ပထမဆုံးမိကုံကတစ်ခုတည်းပဲငါသမီးလေးပမာလဲဒါပေမဲ့အဖေကမိဘတယောက်မကြားချင်ခဲ့တဲ့အဖေဖြစ်နေပါတယ်အဖြူရောင်ဝတ်တွေနဲ့ဖုံးတာတဲ့ရုပ်အလောင်းတွေကိုတယောက်ချင်းထုတ်လာကြပါတယ်မင်းညာဒီရေမောနေခဲ့တဲ့မျက်နှာတွေဟာဒီနေ့တော့ငြိမ်သက်လို့နေခဲ့ပါပြီအချုပ်သက်ရှင်မှာအိမ်မက်တွေအကြောင်းပြောခဲ့တဲ့မိန်းကလေးတွေကအခုတော့သူတို့ရဲ့မိသားစုရှင်မှာစကားတကုန်းအောင်ပြန်မပြောနိုင်တော့ပါဘူးအဲ့ဒီနေငိုတန်တွေဟာနာရေးယုံရဲ့ခေါ်မှုကိုတော့လှုပ်ခါသွားစေခဲ့ပါတယ်ဒီဖြစ်ရပြီးမှ Golden Star စက်ရုံကိုပြန်ဖွင့်ခွင့်မပေးတော့ဘူးလို့ဆုံးဖြတ်လိုက်ကြပါတယ်စက်ရုံတစ်ခုလုံးဟာအစိုးရအဖွဲ့အစည်းရဲ့အသေးစိတ်စစ်ဆေးခြင်းကိုခံလိုက်ရပြီးတော့ဘေးကင်းလုံခြုံရေးစီမံချိုးဖောက်မှုများအတွက်အပြင်းထန်အပြစ်တင်ခြင်းခံခဲ့ရသလိုတန်ငွေလည်းများစွာအရိုက်ခံခဲ့ရပါတယ်မစ္စတာလီဟာလည်းအလုံးမင်းဖိအားပေးခြင်းခံခဲ့ရပြီးတော့သူ့ရဲ့တာဝန်မဲ့မှုအတွက်လူတို့ရဲ့ဒေါသကိုရင်ဆိုင်ခဲ့ရပါတယ်။ဆက်ရုံပိတ်သိမ်းခြင်းနဲ့အတူနစ်နာသူမိသားစုများအတွက်ရော်ချင်းငွေများပေးရခဲ့ရတော့လေပတ်စံဟာအသက်တစ်ချောင်းကိုအစားထိုးပေးနိုင်တဲ့အရာတော့မဟုတ်ခဲ့ပါဘူး။နောက်ဆုံးမှာအစိုးရချင်းညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက်မစ္စတာလီဟာထိုင်ဝမ်နိုင်ငံသို့ပြန်လည်ထွက်ခွာသွားနိုင်ခဲ့ပါတယ်။သူထွက်သွားခဲ့တဲ့အချိန်မှာသူနောက်ကိုလုံးဝပြန်လဲမကြည့်ခဲ့ပါဘူး။မစ္စတာငွေရင်ဟာမစ္စတာလီစီကနေလွန်ခဲ့တဲ့9နှစ်ကဖြစ်ရမှန်အားလုံးသိပြီးတဲ့နောက်တညလုံးအိမ်မပြောနိုင်ခဲ့ပါဘူး။သူမျက်စိရှင်းမှာအဆောင်လေးတွေကဖြစ်ပျက်ခဲ့တဲ့အရာတွေဆက်ချုပ်သမားလေး69ယောက်ရဲ့နာကျင်နေတဲ့မျက်နှာတွေမကျေနပ်ဘူးဆိုတဲ့အတန်တွေတစ်ခုပြီးတစ်ခုပြန်ပေါ်လာခဲ့ပါတယ်။သူနားလည်သွားခဲ့ပါတယ်။သူတို့ဟာဒီဆက်ရုံကိုဖျက်ဆီးခြင်းလို့ပြန်လာတာမဟုတ်ပါဘူး။သူတို့ရဲ့နာကျင်မှုကိုမဖြေရှင်းရသေးလို့သူတို့ရဲ့မကျေနပ်မှုတွေကိုမထုတ်ဖော်ရသေးလို့အဲ့ဒီနေရာမှာပဲရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မစ္စတာငွေရင်ဟာသုံးပြချက်တစ်ခုချခဲ့ပါတယ်။သူတယောက်တည်းဖြေရှင်းနိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒီဖြစ်ဖြစ်ရဲ့အစကိုဖန်တီးခဲ့သူမစ္စတာလီကိုတိုင်အဲ့ဒီနေရာမှာရှိရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှာမစ္စတာလီဟာလည်းမြန်မာပြည်ကိုပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီတခါသူဟာစီးပွားရေးသမားတစ်ယောက်အနေနဲ့မလာခဲ့ပါဘူး။သူဟာအမားလုပ်ခဲ့တဲ့သူတစ်ယောက်အနေနဲ့တောင်းပန်ဖို့လာခဲ့တာဖြစ်ပါတယ်။ရန်နေငယ်ကြာပြီးတဲ့နောက်မစ္စတာလီဟာမစ္စတာငွေနဲ့အတူအရင်စက်ရုံနေရာကိုပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီနေရာကိုမြင်လိုက်ရတဲ့အချိန်သူ့ခြေနှံတွေရက်တန့်သွားခဲ့ပါတယ်။တစ်ချိန်ကလူ69ယောက်ရဲ့နောက်ဆုံးနေရာဖြစ်ခဲ့တဲ့မြေခွက်ကြီးဟာအခုတော့ခင်မိတဲ့အဆောင်လေးအဖြစ်တည်ရှိနေခဲ့ပါတယ်။ဒါပေမဲ့မစ္စတာလီအတွက်တော့အဲ့ဒီအဆောင်ကအသစ်တစ်ခုမဟုတ်ခဲ့ပါဘူး။သူ့အတိတ်ရဲ့အရေးတွေသူမေ့လို့မရတဲ့အမတ်တရားတွေပြန်လည်အသက်ဝင်လာတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲမစ္စတာငွေဟာအိရှာဘွဲ့နဲ့ပေါင်းပြီးတော့လွန်ခဲ့တဲ့9နှစ်ကကွယ်လွန်ခဲ့တဲ့လိုင်း73ကအလုပ်သမား69ယောက်ရဲ့မိသားစုတွေကိုအလုပ်သမားရုံးမှာစတင်ရှာဖွေခဲ့ပါတယ်။တချို့မိသားစုတွေဟာနှစ်တွေကြာပြီမဲ့သူတို့သားသမီးတွေကိုတတိယနေကြတော့မှာမစ္စတာငွေရင်ဟာအဲ့ဒီလူတွေအားလုံးကိုအဆောင်လေးရဲ့အဖြစ်ပြက်နဲ့လိုင်း73ရဲ့အမှန်တရားကိုပြောပြခဲ့ပြီးတော့ဆက်ရုံကိုအကုန်ခေါ်ဆောင်ခဲ့ပါတယ်။ပြီးတော့ဆက်ချုပ်သမားလေး69ယောက်ရဲ့အေဂျင့်ရာအတွက်အကျွတ်လွတ်ပွဲတစ်ခုကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနေ့မနက်ခင်မှာဆက်ရုံဝင်းထဲမှာထူးခြားတဲ့တိတ်ဆိတ်မှုတစ်မျိုးလွှမ်းမိုးနေခဲ့ပါတယ်။
အဆောင်လေးထဲမှာခွင်လုံခဲ့တဲ့လိုင်းနံပါတ်73ကဆက်ချုပ်သမား69ယောက်အတွက်ရေသွပြီးတော့အကျွတ်လုတ်ပွဲကိုကျင်းပခဲ့ပါတယ်မစ္စတာငွေဟာဒီနေ့အတွက်အားလုံးကိုကိုယ်တိုင်စီစဉ်ခဲ့ပါတယ်ဒါဟာစီးပွားရေးအတွက်မဟုတ်ခဲ့ပါဘူးအော်ဒါအတွက်မဟုတ်ခဲ့ပါဘူးကုမ္ပဏီအတွက်မဟုတ်ခဲ့ပါဘူးကိုချင်းစာတရားနဲ့9နှစ်ကြာအောင်မဖြစ်ရှင်းနိုင်ခဲ့တဲ့အလုပ်သမားလေး69ယောက်ရဲ့နာကျင်မှုနဲ့မကျေနပ်မှုတို့အတွက်ပဲဖြစ်ပါတယ်အဲ့ဒီနေ့မှာဆရာတော်တန်ခါအပါ100ကျော်ကိုပြဖိတ်ခဲ့ပါတယ်ဆိုများစက္ကန့်လူရန်ပြီးနောက်တန်ခါတော်များထက်မှပရိတ်တရားတော်များရွတ်ဖတ်နိုင်ယူခဲ့ကြပါတယ်မစ္စတာလီဟာလည်းအဲ့ဒီနေရာမှာရှိနေခဲ့ပါတယ်9နှစ်ကြာအောင်ရှောင်လွှဲခဲ့တဲ့နေရာသူ့ဘဝရဲ့အကြီးမားဆုံးအမားဖြစ်ခဲ့တဲ့နေရာဒီတစ်ချိန်တော့မျက်နှာမလွယ်ပဲရင်ဆိုင်ဖို့ရောက်လာခဲ့တာဖြစ်ပါတယ်ပရိတ်တရားတော်တန်တွေပြန့်နှံ့နေတဲ့အချိန်မှာပဲရုတ်တရက်အဆောင်လေးအတွင်းမှာရုံးရင်ဆန်ခတ်မှုတွေဖြစ်လာပါတယ်အဲ့ဒီနောက်အလုပ်သမားတချို့ဟာတယောက်ပြီးတယောက်မဟုတ်ပဲတပြိုင်နက်တည်းမျက်လုံးတွေနီးရဲလာကြပါတယ်အဲ့ဒီအချိန်မှာလူတိုင်းရဲ့ရင်ထဲကိုကြောင်းရွံ့မှုတစ်ခုဝင်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာမှာရှိနေတဲ့အလုပ်သမား69ယောက်ဟာတစ်ချိန်တည်းပါပဲ။လိုင်းနံပါတ်73ရဲ့ဆက်ချုပ်သမား69ယောက်ရဲ့အဝင်းညင်တွေဝင်ရောက်ပူးကတ်ခြင်းခံခဲ့ရပါပြီ။အဆောင်လေးအတွင်းမှာအလုပ်သမား69ယောက်ရဲ့မျက်လုံးတွေဟာမစ္စတာလီစီကိုပဲစူးစူးရဲရဲစိုက်ကြည့်နေခဲ့ပါတယ်။ပြီးတော့9နှစ်ကြာအောင်မပြေနိုင်ခဲ့တဲ့မင်းကုန်းတစ်ခုလည်းရှိနေခဲ့ပါတယ်။ဘာကြောင့်ကျမတို့ရဲ့စကားတွေကိုနားမထောင်ခဲ့တာလဲ။အဲ့ဒီစကားတော့ကအဆောင်ကြီးတစ်ခုလုံးမှာပဲတင်ထပ်သွားခဲ့ပါတယ်။သူတို့ကမစ္စတာလီကိုမကျေနပ်ခဲ့တာ။သူတို့တေဆုံးခဲ့ရလို့တခုတည်းမဟုတ်ပါဘူး။သူတို့အသက်ရှင်နေစဉ်ကတည်းကအန်ဒီကိုတီးခဲ့ပါတယ်။ကြောက်လည်းကြောက်ခဲ့ပါတယ်။သူတို့ဘဝအတွက်သူတို့မိသားစုအတွက်သူတို့ကယ်တင်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့စကားတွေဟာအာနာရှိတဲ့သူတယောက်ရဲ့ဆုံးဖြတ်ချက်အောက်မှာပျောက်ကွယ်သွားခဲ့ရပါတယ်။သူတို့ဟာအလုံးလုံးချင်လွန်းလို့မငင်းခဲ့တာတော့မဟုတ်ပါဘူး။အလုံးမရှိမှကြောက်လို့အိမ်မှာစောင့်နေတဲ့မိသားစုတွေရှိနေလို့မျက်ရည်တွေကိုတုပ်ပစ်ပြီးအဲ့ဒီအဆောက်အဦတွေဝင်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီနာကျင်မှုကိုကြိုတင်သိထားပြီးဖြစ်တဲ့ဦးဆောင်ဆရာတော်ဟာအေးစစ်သေးရှိကိုကြွလာခဲ့ပြီးတော့တက္ကမလေးတို့ဆိတ်လျှောကြပါ။တင်းတို့ခံစားခဲ့ရတဲ့နာကျင်မှုတွေကိုမတရားခံခဲ့ရတာတွေကိုဘုံဘုံတို့နားလဲပါတယ်။မြင်နဲ့ရလန်းဆိုင်ခံရတယ်လို့အားနည်းသူတွေကပိုပြီးနာကျင်ရတဲ့အဖြစ်တွေဟာလူလောကမှာအများကြီးရှိခဲ့ပါတယ်။ဆရာတော်ရဲ့အတန်ဟာတည်ငြိမ်နေခဲ့ပါတယ်။ဒါပေမဲ့ဖြစ်ခဲ့ပြီးတဲ့အရာတွေကပြန်မပြင်နိုင်တော့ပါဘူး။ပြုသူအသေးဖြစ်သူအဟောင်းမှာတက္ကမလေးတို့အခုအချိန်မှာတင်းတို့ဆက်ပြီးဂိုင်းထားနေတဲ့အာဃာတတရားတွေကတင်းတို့ရဲ့စိတ်ကိုပဲပိုပြီးနာကျင်ပင်ပန်းစေပါလိမ့်မယ်။ဘုံဘုံတို့ပေးဝေတဲ့ကုသိုလ်အများတွေကိုယူပြီးတော့အေးချမ်းတဲ့ဘဝတစ်ခုကိုတွားကြပါတော့ကွယ်။ဆရာတော်ရဲ့စကားအဆုံးမှာအလုသမား69ယောက်ရဲ့အော်ဟစ်ငိုးရိုးတန်းတွေကကျဲတောင်းတော့ထွက်ပေါ်လာခဲ့ပါတယ်။နှစ်ပေါင်းများစွာဖိနှိပ်ထားတဲ့နာကျင်မှုတွေမပြောပြနိုင်ခဲ့တဲ့စကားတွေဟာအဲ့ဒီအချိန်မှာမျက်ရည်တွေအဖြစ်ပြိုကျလာခဲ့ပါတယ်။အဆောင်လေးထဲမှာဆက်ချုပ်သမားလေး69ယောက်ရဲ့ရှိုက်ကြီးတငင်ငိုကြွေးစက်နေဟာစက်ရုံဝင်းကြီးတစ်ခုလုံးမှာဟိန်ထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမစ္စတာလီဟာတိတ်တဆိတ်ထိုင်းနေရာကနေထားရက်ခဲ့ပါတယ်။9နှစ်ကြာအောင်သူ့ရင်ထဲမှာတင်ထားခဲ့တဲ့စကားတွေကိုနောက်ဆုံးပြောဖို့အချိန်ရောက်လာခဲ့ပါပြီ။သူဟာဝင်ပူးခတ်နေရတဲ့အလုပ်သမား69ယောက်ဘက်ကိုလဲလိုက်ပါတယ်။မျက်ရည်တွေဟာသူ့မျက်နှာပေါ်မှာတဖြည်းဖြည်းချင်းစီးကျလာခဲ့ပါတယ်။ကျွန်တော်ခမရတို့ကိုတောင်းပန်ပါတယ်ဗျာ။ကျွန်တော်ကခမရတို့ရဲ့သတိပေးချက်တွေကိုနားမထောင်ခဲ့ပါဘူး။ခမရတို့အသက်အန္တရာယ်အတွက်ပြောနေကြတာကိုကျွန်တော်လစ်လူရှုခဲ့မိပါတယ်။ကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေကြောင့်ခင်ဗျားတို့ရဲ့အသက်တွေဆုံးရှုံးခဲ့ရပါတယ်။အဲဒီစကားတွေပြောပြီးတဲ့နောက်မစ္စတာလီယန်ခေါင်းငုံလိုက်ပါတယ်။ခင်ဗျားတို့ကျွန်တော်ကိုအပြစ်ပေးခြင်းကျွန်တော်ကျင့်တဲ့စွာလက်ခံပါမယ်။ဒါပေမဲ့ကျွန်တော်ကိုအပြစ်ပေးပြီးတဲ့နောက်ခင်ဗျားတို့ဒီနာကျင်မှုတွေကိုချန်ထားခဲ့ပြီးတော့ကောင်းရမွန်ရကိုတွားကြပါ။ပြီးတော့မစ္စတာလီယာဆက်ချုပ်သမားလေး69ယောက်ရှင်းမှာတဖြည်းဖြည်းဒူးထောင်လိုက်ပါတယ်။ကျွန်တော်ရဲ့တောင်းပန်မှုကနောက်ကျခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့ကစပြီးကျွန်တော်ခင်ဗျားတို့အားလုံးကိုလေးစားစားနဲ့တောင်းပန်အပ်ပါတယ်လို့မျက်ရည်တွေကျကပြောခဲ့ပါတယ်။9နှစ်ကြာအောင်မဖြေရှင်းနိုင်ခဲ့တဲ့နာကျင်မှုတွေမပြောနိုင်ခဲ့တဲ့စကားတွေနောက်ဆုံးတော့လူတိုင်းရှင်းမှာထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။အလုပ်သမား69ယောက်ရဲ့မျက်ဝန်းတွေဟာအရင်လိုမှာကြောနေခြင်းတော့မရှိတော့ပါဘူး။သူတို့ကမစ္စတာလီကိုကြည့်နေကြပေမဲ့အရင်ကလိုဒေါသတွေနဲ့မဟုတ်တော့ဘဲနဲ့နာကျင်မှုတွေအပြည့်နဲ့မျက်ရည်တွေကိုသာမြင်နေရပါတယ်။သူတို့ဟာလည်းနောက်ဆုံးတော့သူတို့ဆောင်းမြော်နေတဲ့စကားတစ်ခုကိုကြားခဲ့ရပြီးဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလူအုပ်သားတွေကအသက်အရွယ်ကြီးရင်းနေတဲ့အမျိုးသမီးတယောက်တဖြည်းဖြည်းရှေ့ကိုထွက်လာခဲ့ပါတယ်။သူမဟာလိုင်းနံပါတ်73ရဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့မတ်တီရီရဲ့မိခင်ဖြစ်ပါတယ်။မိခင်တယောက်အနေနဲ့9နှစ်ကြာအောင်ညီထဲမှာတိတ်နှာခဲ့ရတဲ့နာကျင်မှုတွေဟာဒီနေ့မှာတော့သမီးဖြစ်သူရှိကိုရောက်လာခဲ့ပါတယ်။သူမဟာဝင်ပုခတ်နေရတဲ့အလုပ်သမားတွေဘက်ကိုလဲကြည့်လိုက်ပါတယ်။မျက်ရည်တွေကမရနိုင်အောင်စီးကျနေခဲ့ပါတယ်။သမီးကအမေတို့အတွက်အကောင်းဆုံးကြိုးစားပေးခဲ့တဲ့သမီးလေးပါ။သမီးအသက်ရှင်နေတော့ကသမီးကြောင့်အမေတို့မိသားစုဝမ်းဝါခဲ့ရပါတယ်။သမီးရဲ့လက်ကလေးတွေနဲ့မိသားစုအတွက်ရှာဖွေပေးခဲ့တာတွေကိုအမေအခုထိမမေ့နိုင်သေးပါဘူးသမီးရဲ့။အဲဒီစကားတွေကိုကြားတဲ့အချိန်မှာမတ်တီတာဝင်ပူးထားတဲ့အလုပ်သမား
ငိုရှိုက်တဲ့ညီထွက်ပေါ်လာခဲ့ပါတယ်မိခင်တယောက်ရဲ့အသက်ဟာ9နှစ်ကြာအောင်ပိတ်မိနေခဲ့တဲ့သမီးတယောက်ရဲ့နှလုံးသားကိုထိမှန်သွားခဲ့ပါတယ်သမီးကိုဆုံးရှုံးခဲ့ရလို့အမေရင်ထဲမှာအခုထိနာနေရတော့မှာဒါပေမဲ့သမီးကမိသားစုအတွက်လှုပ်ပေးနိုင်ခဲ့သမျှအားလုံးလှုပ်ပေးခဲ့ပြီးပါပြီအခုတော့သမီးအတွက်သမီးပြန်လို့ရမယ့်အချိန်ရောက်ပြီဒီအညိုးတွေဒီနာကျင်မှုတွေဒီမကျင်နှက်မှုတွေအားလုံးကိုခြံထားခဲ့ပါတော့သမီးလေးရဲ့ဆရာတော်တန်ခါတော်တွေပြေးဝဲတယ်အများကုသိုလ်ကိုယူပြီးအေးချမ်းတဲ့နေရာကိုသွားပါတော့သမီးရဲ့အကယ်၍လူပြန်ဖြစ်ခွင့်ရခဲ့မယ်ဆိုရင်အမေတို့စီကိုပဲပြန်လာခဲ့ပါသမီးလေးရဲ့လို့မိခင်ရဲ့စကားဆုံးသွားတဲ့အချိန်မှာမသီတာဝင်ပူးထားတဲ့အလုပ်သမားဟာမိခင်ကိုငေးကြည့်နေခဲ့ပါတယ်ပြီးတော့နောက်ဆုံးအချိန်ဖြစ်အတန်ကိုငိုကြွေးခဲ့ပါတယ်အဲဒီငိုတန်ထဲမှာ9နှစ်ကြာအောင်တင်ထားခဲ့တဲ့နာကျင်မှုတွေမိခင်ကိုလွမ်းဆွမှုတွေမပြီးဆုံးနိုင်တဲ့ဝမ်းနည်းမှုတွေအားလုံးပါဝင်နေခဲ့ပါတယ်တခြားအလုပ်သမား69ယောက်ရဲ့မိသားစုဝင်တွေဟာလည်းသူတို့ရဲ့သားသမီးတွေသူတို့ရဲ့မိသားစုဝင်တွေစီကိုတယောက်ပြီးတယောက်စကားပြောနေခဲ့ကြပါတယ်တချို့ကအမုန်းတွေကိုခြံထားခဲ့ဖို့ပြောခဲ့ကြပါတယ်တချို့ကကောင်းမွန်တဲ့ဘဝတစ်ခုကိုတွားကြဖို့တောင်းဆိုခဲ့ကြပါတယ်နောက်ဆုံးမှာဦးဆောင်ဆရာတော်ဟာအမြအပေးဝင်ခြင်းကိုစတင်ခဲ့ပါတယ်ဒီဆက်ရဝင်းကြီးထဲမှာရှိတဲ့မချွန်းလို့တဲ့ဆက်ကြုံသမားလေး69ယောက်နဲ့အတူမြင်ရသောပုဂ္ဂိုလ်မမြင်ရသောပုဂ္ဂိုလ်အားလုံးကြားရသမျှအမြယူတော်မူကြပါကုန်တော့တာဒုဆိုတဲ့ဆရာတော်တန်ခါတော်များရဲ့အမြအပေးဝင်မှုနဲ့အတူအလုသမား69ယောက်ရဲ့မျက်နှာလေးတွေကတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်နာကျင်မှုတွေအစားအေးချမ်းတဲ့အပြုံးတွေပေါ်လာခဲ့ပါတယ်နောက်ဆုံးအချိန်ဖြစ်မျက်ရည်နဲ့သူတို့ကပြုံးပြပြီးတော့တာရုကိုတမ်းမြိုင်ခေါ်ဆိုခဲ့ကြပါတယ်တာရုခေါ်ဆိုပြီးတော့အလင်းနှန်းကြီးတွေအဖြစ်ပျောက်ွယ်သွားခဲ့ပါတယ်ပြီးတော့ဝင်ပူးခံနေရတဲ့အလုပ်သမားတွေဟာတယောက်ပြီးတယောက်လဲကျသွားခဲ့ပါတယ်ဦးဆောင်ဆရာတော်နဲ့ကျန်တဲ့ဆရာတော်များကရေမှန်းတိုက်ပေးပြီးတဲ့နောက်ခဏကြာမှတော့သူတို့အားလုံးသတိပြန်ရလာခဲ့ကြပါတယ်အဲဒီနောက်ပိုင်းကစပြီးဆက်ယုံအဆောင်လေးထဲမှာဆက်ချုပ်သမားလေး69ယောက်ရဲ့ချောင်းလန်းမှုတွေဟာမရှိတော့ပါဘူးမစ္စတာလီကတော့နောက်ဆုံးအနေနဲ့တည်ဆုံးခဲ့ရတဲ့အလုပ်သမား69ယောက်ရဲ့မိသားစုဝင်တွေကိုလက်အုပ်ချီကတဦးချင်းစီကိုဥညွတ်တောင်းပန်ခဲ့ပါတယ်ပြီးတော့တမိသားစုချင်းကိုထပ်မံကူညီဖို့မိသားစုထောက်ပံ့ခြင်းငွေကိုလည်းအများအပြားထပ်မံပေးရခဲ့ပါတယ်ဒါပေမဲ့ဒါဟာလွန်ခဲ့တဲ့9နှစ်ကပြုခဲ့တဲ့အမားကိုပြန်ဖြတ်နိုင်ခြင်းတော့မဟုတ်ခဲ့ပါဘူးဆုံးရှုံးသွားတဲ့ဆက်ချုပ်သမားလေး69ယောက်ကိုလည်းဘယ်ဟာနဲ့မှပြန်မခေါ်နိုင်တော့ပါဘူးနောက်ဆုံးမှာတော့နာကျင်မှုတွေနဲ့ချီနှောင်ထားခဲ့ရတဲ့ဝိညာဉ်69ခုဟာငြိမ်းချမ်းရကိုတွားနိုင်ခဲ့ပြီဖြစ်ပါတယ်လက်ရှိစက်ရုံပိုင်းချင်းဖြစ်တဲ့မစ္စတာငွေရင်ကတော့အဲ့ဒီအဆောင်လေးရှင်းပါပဲဝမ်းနည်းမှုကိုဖော်ပြတဲ့အထိမ်းအမှတ်နဲ့တည်ဆုံးခဲ့ရတဲ့ဆက်ချုပ်သမားလေး69ယောက်အတွက်တတိယကျင်းအထိမ်းအမှတ်အနေနဲ့ကြောက်တိုင်လေးတစ်ထိုင်ကိုဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့စိုက်ထူပေးခဲ့ပါတယ်အဆုံးမှကြံခဲ့တာကတော့လူတယောက်ရဲ့အာဏာနဲ့ဆုံးဖြတ်ချက်တစ်ခုကတခြားလူတွေကိုဘယ်လောက်ထိပြောင်းလဲသွားစေနိုင်တဲ့ဆိုတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်လိုင်းနံပါတ်73မှာပိတ်သွားခဲ့ပေမဲ့အဲ့ဒီလိုင်းကဆက်ချုပ်သမား69ယောက်ရဲ့အဖြစ်အပျက်ကတော့လူတွေရဲ့မှတ်ဉာဏ်တွေထဲမှာအမြဲတမ်းရှိနေခဲ့ပါတယ်မြေနဲ့ရလန်ဆိုင်ခံရသလိုဆင်းရဲနွမ်းပါမှုကြောင့်အမိသားစုတောင်းဝင်နေကြောင်းဘဝကိုအန်တင်းကျိတ်ပြီးတော့ရုံးကန်ခဲ့ရတဲ့ကန်ဆိုးရှာတဲ့ဆက်ချုပ်သမားလေး69ယောက်အဖို့အဲ့ဒီနေ့ကအလုပ်ချိန်နောက်ဆုံးနေ့တွေမဟုတ်ခဲ့ပါဘူးသူတို့ရဲ့အိမ်မက်တွေသူတို့ရဲ့အနာဂတ်တွေသူတို့ရဲ့ငယ်ရွယ်တဲ့ဘဝတွေပါအဲ့ဒီအပြည့်စီအောင်မှာတပါးတဲ့မြုံနှံသွားခဲ့ရတဲ့နေ့တစ်နေ့လည်းဖြစ်ခဲ့ပါတယ်လူသက်တစ်ချောင်းကဘလောက်ပဲဆင်းရဲနေပါသေးဘလောက်ပဲအားနည်းနေပါစေငွေကြေးအမြတ်ဆွန်းအာဏာတွေအောက်မှာအနှင်းခံမဲ့အရာမဟုတ်ပါဘူးဒီသက်လန်လေးကိုနားဆင်ကြရတဲ့မိတ်ဆွေတွေအားလုံးလည်းလိုင်းနံပါတ်73ကဆက်ချုပ်သမားလေး69ယောက်အတွက်ခဏတာများဖြစ်ဖြစ်မေတ္တာပို့ပြီးအမြဝေပေးကြပါသူတို့အားလုံးဘဝစတိုင်းဘေးကင်းလုံခြုံပြီးတော့နာကျင်မှုကင်းတဲ့နေရာမှာအေးချမ်းစွာအနားယူနိုင်ကြပါစေဒီလိုမတရားမှုတွေထပ်မဖြစ်ဖို့ဒီလိုဝမ်းနည်းဝဲအဖြစ်အပျက်တွေထပ်မကြုံရဖို့ကျွန်တော်တို့အားလုံးသင်ခန်းစာယူနိုင်ကြပါစေဟုတ်ကဲ့ပါဒီဇက်လန်လေးကိုရေးသားတင်ဆက်ပေးခဲ့သူကတော့ကျွန်တော်မင်းဒုက္ခပဲဖြစ်ပါတယ်ဒီနေ့ဒီလောကရဲ့တနေရာမှာအလုပ်သွားရင်လည်းအိမ်ပြန်မလာနိုင်တော့တဲ့အိမ်မက်တွေမပြေဝလိုက်ရတဲ့မြင်းလေးရလမ်းဆိုင်ခံခဲ့ရတဲ့ကန်ဆိုးရှာဆက်ချုပ်သမားလေး69ယောက်အတွက်ကျွန်တော်မင်းဒုက္ခကဝမ်းနဲ့လေးသားသွားဖြင့်သူတို့အားလုံးဘဝအဆက်တိုင်းဘေးကင်းလုံးကြုံပြီးတော့ဆင်းရဲခြင်းမတရားခြင်းငိုကြွေးခြင်းတွေကင်းဝေးတဲ့ငြိမ်းချမ်းရာဘုံဘဝကိုရောက်ရှိနိုင်ကြပါစေလို့မေတ္တာဖို့ဆုတောင်းပေးလိုက်ပါတယ်ပြီးတော့ဒီလိုမတရားမှုတွေကြောင့်ဘဝတွေမဆုံးရှုံးရတဲ့နေ့လူတယောက်ရဲ့အသက်ကိုအမျက်ဆုံးထပ်ပို့ပြီးတန်ဖိုးထားတဲ့နေ့အလို့သမားတိုင်းအိမ်ကထွက်သွားတဲ့အတိုင်းအိမ်ကိုလည်းဘေးကင်းစွာပြန်လာနိုင်တဲ့နေ့အဲ့ဒီနေ့တွေအမြန်ဆုံးရောက်ရှိလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီဇာတ်လမ်းလေးကိုသဘောကျကြိုက်နေတတ်တယ်ဆိုရင်လည်းမင်းဒုက္ခတား story Facebook page နဲ့ YouTube channel လေးကို like and subscribe နဲ့ follow လေးလုပ်ပေးကြဖို့တောင်းဆိုလိုက်ပါတယ်ဗျာနောက်ထပ်ရင်ထဲထိတင်မဲ့ပြည့်ရမှန်ဇာတ်လမ်းတွေနဲ့မကြခင်ပြန်လဲဆုံတွေ့ပါဦးမယ်အားလုံးပဲကျမ်းမာချမ်းသာပြီးဘေးရန်နေရပေါင်းမှာကင်းဝေးကြပါစေဗျာအားပေးမှုအတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာ